ကြည်လေးအားလုံးပဲမင်္ဂလာပါဒီတစ်ခါတိဆက်ပြချင်တဲ့တင်ရပါတော့เนาะဒီလက်တလောတွေပဲဖြစ်ပြနေရဲ့ဒီခင်ကြီးငွေပူနဲ့ကိုဆွဲလို့ရပေါ့เนาะအချင်းချင်းကြားမှာနားလည်မှုလွဲပြီးတော့တရားနဲ့တရားအောက်ပြန်လဲထုံးတဲ့ကြဗီဒီယိုကိုဗီဒီယိုအားလုံးလည်းကြည့်ရှုပြီးတော့မယ်လို့ထင်ပါတယ်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့တရားနဲ့တရားပေါ့เนาะတော်လေးဘက်တော်တာအချင်းချင်းတရားနဲ့တရားမိတ္တတရားရှင်းတဲ့ပြီးတော့စီလို့ကြဖို့အတွက်အခုစောတမီတို့ရဲ့ချွေးမဖြစ်တဲ့အနော်နီဂျီယာနေပြီးတော့ပေါ့နော်မြေတားရက်ခံထားတဲ့ဗီဒီယိုလေးကိုပြည်သက်ဒီအားလုံးသိရှိစေတော့ဖော်ပြပေးရပါတယ်ဒီဗီဒီယိုလေးကိုကျွန်တော်တို့တော့ဆက်လက်ကြည့်ရှုကြအောင်နော်ဒီဗီဒီယိုလေးမှာနော်နီဂျီပါရဲ့ဆက်ကြတော့မယ်ဆိုတော့သူကြည့်ရှုပြီးတော့ခံစားကြရအောင်နော်ဟုတ်တယ်အချင်းအနော်ဖြစ်စေချင်တာအချင်းချင်းမဖြစ်စေချင်တာလေဘယ်လိုပဲဖြစ်ဖြစ်ဟိုအနော်ပြပြချင်တာကလေအခုအနော်အောက်မှာလေကျေးဇူးပြုပြီးတော့စကားလာမများကြပါနဲ့နော်စကားလာများတာကိုလေအနော်လက်မခံဘူးကိုဆွဲဘက်ကနေတဲ့လူဖြစ်ဖြစ်ဒီကိုပူးမှန်တဲ့လူပဲဖြစ်ဖြစ်အနော်ကတော့အမှန်တိုင်းပြောပြမယ်ဆိုရင်အနော်ကကိုဆွဲနဲ့လေဟိုစိတ်သဘောထားမတိုက်ဆန်လို့အကြီးအကျယ်ခြေတင်ဖြစ်ခဲ့မှုတဲ့ကိစ္စတွေရှိဘူးတယ်အဲ့လိုပဲဘယ်လိုပဲဖြစ်နေပါစေအနော်ဖြစ်စေချင်တာကလက်ရှိမှာခေါင်းတွေကိုမထွေပြားစေချင်တာအရန်အရေးကြီးနေတဲ့အစိတ်ပိုင်းတွေဖြစ်နေတာရှေ့ရလူတွေလည်းလေတစ်ချက်လေးတော့မလို့မရဘူးအနော်အဲ့ဒါကြောင့်မေတ္တာလာရက်ခံနေတာအနော်စီမှာခြေထောက်ပေးဆက်ထားရတဲ့ justice ဆိုကြကလေးတွေရှိတယ်ကိုလည်းငါပေးဆက်ထားရတဲ့ကလေးတွေရှိတယ်သူတို့စိတ်မသာဖြစ်နေတာလေအနော်ကမကြည့်ရဘူးတကယ်ပေးဆက်ထားပြီးမှသူတို့တွေလည်းတကယ်လေးလုံနေရတာနဲ့ဒီလိုမျိုးတွေတိမ်ကြုံပြော့ခံနေရတာသူတို့လည်းပျော်မှာမဟုတ်ဘူးနော်ဟိုအနော်ကဘာပဲပြောနှစ်ဦးနှစ်ပတ်ကိုချင်းစာစီခြင်းတယ်မတိုက်ဘဲနေတာမဟုတ်ပါဘူးတကယ်သူတို့တိုက်နေပါတယ်သူတို့ပါဝင်နေတာတွေပါဝင်နေပါတယ်အနော်အဲ့လောက်တော့ပြောပြပေးလို့ရပါတယ်နော်သူတို့ပါနေတာတွေပါနေတယ်တိုက်နေတာတွေတိုက်နေတယ်ဒါပေမဲ့နောက်တစ်ခုကလည်းအနော်ကတတိချက်စီခြင်းတာစီရေးပဲဖြစ်ဖြစ်ဘလို့အခြေအနေပါမယ်ဖြစ်ဖြစ်တချို့ကိစ္စရက်တွေကအရန်ပဲထိလွယ်ရှလွယ်တွေဖြစ်တယ်ပြောပြလို့မရတဲ့အပိုင်းတွေဖြစ်တယ်အဲ့တော့အနော်တို့ကိုကြရနေရမှာကိုရှိတဲ့နေရာမှာကြစ်လေးလေးနဲ့ပါဝင်နေတာပါဝင်ပြီးတော့ဖြစ်စေချင်တာတစ်ဖက်ကလည်းအနော်ကြည့်လိုက်တာကိုဆွဲကလည်းသူစိတ်ကိုရှေ့တန်းတည်ပြီးဆဲထုတ်လိုက်တာလည်းတော်တော်လေးမှားသွားတာဖြစ်တယ်မှားတယ်တစ်ဖက်ကလည်းမခံနိုင်တော့ပြောနှစ်ဦးနှစ်ဖက်လုံးကလည်းငါမှန်တယ်ဆိုတာကြီးပဲဒါပေမဲ့ဖြစ်နေတာကမှန်တဲ့လူတွေကမှန်တိုင်းလည်းမကောင်းမှန်တိုင်းလည်းမကောင်းဘူးเนาะအနော်ဖြစ်စေချင်တာကဘလို့အခြေအနေပါပဲဖြစ်ဖြစ်ရှေ့ရှုပါမဟောတာတာလူခံကိုတတိယပေးပါမဟောတာတာလူခံအခြေအနေကိုကြည့်ပါเนาะဟုတ်တယ်ကြာသွားတဲ့ပန်ကလည်း justice ဆိုကြရပဲเนาะခေါင်းထိပြီးတော့သူတစ်နှစ်ကျော်နှစ်နှစ်လောက်သူနော်တို့ ਨੇ အကောင်းဆုံးနေထိုင်သွားလိုက်သေးတယ်နှုတ်တွေမကြုံမှုပဲပြောချင်တာဘာပဲပြောစိတ်တွေနာကုန်ကြရင်မကောင်းဘူးเนาะတစ်ဖက်ကကိုရီးယားမိသားစုတွေကြည့်ရတာလေတကယ်သူတို့ကလည်းစေတနာစိတ်အပြည့်နဲ့ထောက်ပို့တယ်ထောက်ပံ့တယ်သူတို့တွေလည်းပတ်စံရှာတာမလွယ်ပါဘူးအနော်ဦးလေးဆိုရင်ကိုရီးယားမှာနှစ်တွေအတိုင်းနေခဲ့ဘူးလေသူပြောတယ်ရောက်ခါစားမှာဆိုရင်သူများစီမှာအလုပ်လုပ်ရတာယဉ်ကျေးမှုတွေမတူတော့တခါတလေကျရင်ကိုရီးယားတတိတွေရဲ့အလုပ်လောဘပေါ်မှာပေါ့နော်ခိုင်းခံရတဲ့အခါမှာသူတို့တအားပင်ပန်းနေရာဒီဥရုတွေမတူညီတဲ့အခြေအနေတွေပေါ်မှာသူတို့အများကြီးရင်ဆိုင်ရတယ်တစ်ဖက်မှာလည်းအနော်တနေ့ကလည်းတွေးလိုက်တယ်ဟိုဒီမနေ့ပဲခလေးမလေးတယောက်တိုက်ပေါ်ကပြုတ်ကြတယ်နော်ဆန်တဲ့ထက်ကနေပြီးတော့တန်ရှိလုံးရင်ပြုတ်ကြတဲ့ခလေးမလေးတယောက်တွေ့တယ်ပြီးတော့ကိုဆူဆိုက်လုပ်သွားတဲ့ခလေးမလေးတယောက်ကိုတွေ့တယ်ဒါတွေလည်းပဲလွယ်ကူနေတဲ့သူတွေမဟုတ်ဘူးเนาะသူတို့လည်းပဲနိုင်ငံရဲ့ခြားမှာတစ်ချက်တစ်ပတ်ကလုံးဝလွယ်ကူမနေဘူးပတ်စံရှာရတာအရန်ခက်တယ်အဲ့ဒီခြားတွေကမှဒီချင်းမြေပြင်မှာတော်လှန်နေတဲ့လူတွေကိုထောက်ပံ့ပြီးတာတကယ်လည်းကျေးဇူးတင်တယ်အခုပြောရင်အခုရင်ထဲကလှိုက်လိုက်လေးเนาะကျေးဇူးတင်တယ်ဘာလို့လဲဆိုတော့ညက်ရည်လည်းကြားမိတယ်အနော်အသီးမိတ်ဆွေမျိုးကဲသူနေထိုင်နေသူတွေလည်း USA မှာအများကြီးပဲကရင်မိသားစုတွေသူတို့တွေဆိုလည်းပဲတကယ်ပြင်ပန်းပါတယ်တခါတလေမိသားစုတွေဆိုရင်လင်းနဲ့မတွေ့ရဘူးမိန်းမမနဲ့မိုးလေးအစောကြီး6နာရီရနေပြီးတော့ည7နာရီထိအလုပ်လုပ်ရတယ်အလုပ်လုပ်တဲ့အခါမှာမိန်းမပြန်ရောက်တယ်ယောက်ျားည7နာရီရနေဟိုးမနေ့ထိအလုပ်သွားလုပ်ရတယ်သူတို့မှတစ်လားမှတရက်တောင်လေးမရမျက်နှာချင်းမဆိုင်ရတဲ့နေ့တွေရှိတယ်အဲ့ဒီလိုပဲမလေးရှားမှာလည်းအနော် SCC မှာလည်းတွေ့ဘူးပါတယ်ကမ်ပိန်းတော့ဆိုရင်ကိုခန့်လာပြလာတွေ့ဘူးတယ်မလေးရှားရင်းကင်းငွေလေးတွေသူတို့နိုင်သလောက်လာထည့်တယ်သူတို့ပြောပြတယ်တချို့ကြလည်းကျွန်တော်တို့ကျမတို့ဒီလောက်ပဲထည့်နိုင်တာစိတ်မဆိုးကြပါနဲ့နော်စိတ်ထဲမှာသူတို့ကတော့အဲ့လိုမျိုးလာပြောတာရှိတယ်ဘာလို့အဲ့လိုမျိုးဖြစ်ရမှာလဲဒါတကယ်တန်မိုးထားရတဲ့ငွေကြေးဖြစ်တယ်ဘာကြောင့်လဲကျွန်တော်တို့မှလေဒီမှာ
လက်မှတ်မရှိတဲ့ဂျားတွေကနေပြီးတော့အလုပ်လုပ်ပြီးတော့ကျွန်တော်တို့စားလို့ထဲကနေဖဲ့ပြီးပေးတာပါနော်ဆိုတဲ့ပြည်သူတွေလည်းအများကြီးရှိပါတယ်အဲ့လိုမျိုးပြည်သူတွေရဲ့ချွေးနှဲစာတွေကိုလည်းမစော်ကားရက်ပါဘူးနော်အဲ့လိုမျိုးစော်ကားတာလည်းအနော်တို့လည်းလက်မခံဘူးတစ်ဖက်ကကြည့်ပြန်တော့လည်းပဲမြေပြင်ကလူတွေကိုမသိဘဲနဲ့ပြောတာမကောင်းဘူးအနော်နှစ်ဦးနှစ်ဖက်လုံးကိုကြည့်ပြီးတော့လေရင်ထဲတော်တော်မကောင်းနှင်းနဲ့ပါဆိုင်လို့လေခမားနဲ့လည်းဘာမှမဆိုင်မဲနဲ့လို့ပြောစရာရှိတယ်အနော်တို့ကိုခက်လာနောက်နေတယ်မဆိုင်ဘဲနဲ့နေလိုက်ရင်လည်းရပါတယ်အနော်ဂျားတွေကနေဘာမှမပြောဘဲနဲ့လည်းနေလိုက်လို့ရတယ်ဒါပေမဲ့အနော်ခုပြောတဲ့ရည်ရွယ်ချက်ကတတိကတ်စီချင်တာပါတတိလေးကတ်ပေးကြပါနော်ဒီဗီဒီယိုအားလုံးလည်းအနားနေကြည့်ကြထားတဲ့ဗီဒီယိုကိုအားလုံးကြည့်ရှုပြီးတော့လို့ထင်ပါတယ်ဒီဗီဒီယိုကိုသခင်ငယ်ဖို့ဝယ်ဖြစ်ဖြစ်ဒီ PDF justice ဆိုကြမှာလည်းဝယ်ပြီးနေတဲ့ကိုယ်စားဖြစ်ဖြစ်တယ်လည်းကြည့်ရှုမိရဆိုရင်တရားနဲ့တရားတော်လည်းပတ်သက်တာဖြစ်ကြတဲ့အတွက်ကျွန်တော်တရားဒီစိတ်ထဲမှာပေါ့နော်ခံစားချက်တွေကိုတရားတင်မုန်းချပြီးတော့ဒီတော်လည်းရေးဝယ်ရှိကြပါလို့မြစ်တာရခံချင်ပါတယ်နောက်ပြီးတော့ဒီနှစ်ဖက်လုံးဒီတော်လည်းရေးကြလာတဲ့အခါမှာနှစ်ဖက်လုံးမှာဖြစ်စေချင်တဲ့ဆန္ဒတွေခံစားရတဲ့ဒီစိတ်ထဲပေါ့နော်စိတ်တရားတွေရှိကြမှာပေါ့နော်ဒါတွေကိုမျိုးသိရင်လည်းတစ်ဖက်မှာပေါက်ကွဲဝါကြတဲ့ဒါဒီလိုပေါက်ကွဲဝါကြတဲ့တော်လည်းပြတ်တာအချင်းချင်းဖြစ်တဲ့အတွက်အဲ့ဒါနာချီစရာမဖြစ်ပဲနဲ့ဒီဟာတွေကိုဘယ်လိုပြောမလဲဆို positive impact ပေါ်တော့ကောင်းတဲ့အကျိုးသက်ရောက်မှုတွေဖြစ်ပဲကြောင်းလဲပြီးတော့နေကြပါလို့တိုက်တွန်းရင်းနဲ့ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ရပါတယ်နောက်ပိုင်းဒီမှာလည်းဒီထက်ကောင်းတဲ့ဗီဒီယိုတွေရှိချင်ပါလားဒီ channel လေးကို subscribe လုပ်ထားဖို့မမေ့ကြပါနဲ့เนาะအားလုံးကျေးဇူးများတင်ရှိပါတယ်